ဒီဇင်ဘာလ18ရက်နေ့မှာဆိုလို့ရှိရင်တော့ကမ္ဘာရွှေဈေးကဈေးစဖွင့်ကြတဲ့ကနေပြီးတော့မှဈေးအတက်ဖက်ကိုပဲအားတာနေတဲ့အနေအထားမှာရှိပါတယ်။ဆိုတော့ကမ္ဘာရွှေဈေးကဒီနေ့မှာ4303ဈေးတန်းနဲ့ဈေးစဖွင့်ခဲ့ပြီးတော့မှ4342ဈေးတန်းထိအမြင့်ဆုံးတက်ထားတယ်4301ဈေးတန်းထိအနိမ့်ဆုံးဆင်းထားတဲ့အတွက်ကြောင့်မို့လို့ကမ္ဘာရွှေဈေးကတော့လက်ရှိမှာဆိုရင်ဒေါ်လာ40ဝန်းကျင်ခန့်ကိုဈေးအလှုပ်ခတ်ဖြစ်ထားတာပဲဖြစ်ပါတယ်။ဆိုတော့ကမ္ဘာရွှေဈေးကရှေ့ဆက်ပြီးတော့မှဘယ်လိုဖြစ်လာနိုင်လဲဈေးထပ်ပြီးတော့မှတက်မလားဈေးဆက်ပြီးတော့မှကျမလားဘယ်နေရာတွေမှာရောင်းတဲ့ဝယ်တဲ့နေဆိုတာတွေကိုကျွန်တော်နဲ့ဒီဆက်ပြီးတော့မှသုံးသပ်ကြည့်အောင်ပါ H4 time frame ရသုံးသပ်ရမယ်ဆိုလို့ရှိရင်တော့ကမ္ဘာရွှေဈေးကကျွန်တော်တို့ဒီ4340ဈေးတန်းကျွန်တော်ပြထားတဲ့ဒီ4340ဈေးတန်းဒီစုံလေးကိုဒါသူ့ရဲ့အပေါ်ကိုဒါဖောက်တက်ပြီးတော့မှပိတ်နိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ကမ္ဘာရွှေဈေးကဆက်ပြီးတော့မှအတက်ဖက်ကိုအားကောင်းနိုင်တယ်ကျွန်တော်တို့4380ဈေးတန်းလေးနောက်ပြီးတော့4400ဈေးတန်းနေ4500ဈေးတန်းနေအထိကိုတအီးနဲ့ပြန်ပြီးတော့မှအတက်အားကောင်းနိုင်ပါတယ်ဒီလိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့တွေ4340ဈေးတန်းအပေါ်ကိုဒါလေးနိုင်စာအတိုင်းတာရဖောက်တက်ပြီးတော့မှပိတ်နိုင်ခြင်းမရှိဘဲနဲ့ပြန်ကန်ကြခဲ့မယ်ဆိုလို့ရှိရင်လည်းကမ္ဘာရွှေဈေးကဒီကျွန်တော်ပြထားတဲ့4280ဈေးတန်းနေနောက်ပြီးတော့ဒီ4240ဈေးတန်းဝန်းကျင်တွေထိကိုအကြပြန်ပြီးတော့မှအားကောင်းနိုင်ပါတယ်နောက်ပြီးတော့ကျွန်တော်ရေလိုရောင်းဝယ်လုပ်ချင်တဲ့မိတ်ဆွေတွေအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်H1 time frame ရသုံးသက်ရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ဒီ4340ဈေးတန်းကိုစောင့်ကြည့်စေချင်ပါတယ်လက်ရှိမှာလည်းကျွန်တော်တို့ဒီ history တွေအရပေါ့နော်ဒီ4340ဈေးတန်းအပေါ်ကိုမှဒါဖောက်တက်နိုင်ခြင်းမရှိသေးတဲ့အခါမှာပြန်ကန်ပြီးတော့မှကျခဲ့တဲ့အနေအထားလေးတွေရှိတဲ့အတွက်ကြောင့်မို့လို့ဒီနေ့မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့4340ဈေးတန်းကိုစောင့်ကြည့်ပါမယ်4340ဈေးတန်းအပေါ်ကိုဒါဖောက်တက်ပြီးတော့မှပိတ်နိုင်ခဲ့မယ်ဒါဘူးကန်နဲ့စတင်နဲ့ဖောက်တက်ပြီးပိတ်နိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ကမ္ဘာရွှေဈေးကအတက်ဖက်ကိုအားကောင်းနိုင်တယ်ဒါကြောင့်မို့လို့ဖောက်ပိတ်နိုင်ခဲ့မှသာလျှင်ဆက်ပြီးတော့မှရေတို့အဝယ်အော်ဒါလိုက်နိုင်ပါတယ်ဒါကြောင့်မို့4340အပေါ်ကိုဒါဖောက်တက်ပြီးပိတ်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒါမိတ်ဆွေတို့အနေနဲ့ရေတို့အဝယ်အော်ဒါဝင်နိုင်တယ်ကျွန်တော်တို့ဒီဘယ်နေရာမှာအမြတ်ပိုင်းဖြတ်မလဲဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာ4360ဈေးတန်းတွေနောက်ပြီးတော့4380ဈေးတန်းဝန်းကျင်တွေဒီဈေးတန်းဝန်းကျင်တေးကြတဲ့နေရာတွေမှာမိတ်ဆွေတို့အနေနဲ့ဒါအမြတ်ပိုင်းဖြတ်နိုင်တယ်ဒီလိုမှမဟုတ်ဖြစ်နေကျွန်တော်တို့ဒီရှေ့က history လိုမျိုးပဲကျွန်တော်ဒီ4340ဈေးတန်းအပေါ်ကိုမှဖောက်တက်နိုင်ခြင်းမရှိဘဲနဲ့ဒါပြန်ကန်ကျခဲ့မယ်ဆိုလို့ရှိရင်လည်းလက်ရှိမှာဆိုလို့ရှိရင်တော့ဒါပြထားတဲ့4280ဈေးတန်းဝန်းကျင်ထိကိုအကြပြန်ပြီးတော့မှလာနိုင်ပါတယ်ဒါကြောင့်မို့မိတ်ဆွေတို့အနေနဲ့ဒီနေ့အတွက်ဆိုလို့ရှိရင်တော့ရေတို့အယောင်းဝယ်လုပ်ဖို့အတွက်4340ဈေးတန်းကိုစောင့်ကြည့်မယ်4340ဈေးတန်းအပေါ်ကိုဖောက်တက်ခဲ့ရင်တော့ရေတို့ over order လိုက်ပြီးတော့မှ4340ဈေးတန်းကိုဖောက်မတက်နိုင်ရပြန်နဲ့ပြန်ကန်ကြခဲ့မယ်ဆိုရင်တော့ဒါမိတ်ဆွေတို့အနေနဲ့ရေတို့အယောင်း order လိုက်နိုင်ပါတယ်ဟုတ်ကဲ့ပါအခုကျွန်တော်ပြောပြသွားတာတွေကတော့ဒါကျွန်တော်တယောက်တည်းရဲ့ technical နည်းအရကမ္ဘာရွှေဈေးသုံးသက်ချက်တွေပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီသုံးသက်ချက်တွေကမိတ်ဆွေတို့အတွက်အကျိုးရှိစေမယ်လို့မျှော်လင့်ပါတယ်နောက်ပြီးတော့အခုကြည့်နေတဲ့မိတ်ဆွေတို့တွေမှာကျွန်တော်ကမ္ဘာရွှေလုပ်ငန်းကိုစိတ်ဝင်စားလို့လေ့လာခြင်းတဲ့မိတ်ဆွေတွေရှိတယ်အကောင့်ဖွင့်ပြီးတော့မှအယောင်းဝယ်လုပ်ခြင်းတဲ့မိတ်ဆွေတွေရှိတယ်ဆိုရင်လည်းဒါကျွန်တော်ရဲ့ Viber Telegram မှာလာရောက်ပြီးတော့မှအသေးစိတ်စုံစမ်းနိုင်တယ်လို့တင်တဲ့တက်ခြင်းတဲ့မိတ်ဆွေတွေအနေနဲ့လည်းကျွန်တော်တင်တဲ့လာရောက်ပြီးတော့မှအနိုင်ပါတယ်တင်တန်းလေးကိုတော့ကျွန်တော်တို့ Zoom class နဲ့ video class ဆိုပြီးတော့မှနှစ်မျိုးခွဲထားတယ် Zoom class ကတော့ကျွန်တော်တို့ဒီ face to face သင်ရမှာဖြစ်ပြီးတော့မှ video class ကတော့ကျွန်တော်တို့ video တွေတင်ပေးထားတဲ့ group မှာကိုယ်တိုင် video တွေကြည့်ပြီးတော့မှလေ့လာမှာပဲဖြစ်ပါတယ်ဆိုတော့ဒီတင်တန်းနှစ်ခုစလုံးမှာလည်းကမ္ဘာရွှေနဲ့ပတ်သက်တဲ့ဒါအယောင်းဝယ်နဲ့ပတ်သက်တဲ့အသေးစိတ်ကစတင်ပေးသွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မိတ်ဆွေတို့အနေနဲ့အဆင်ပြေတဲ့တင်တန်းကိုရွေးချယ်ပြီးတော့မှလေ့လာနိုင်ပါတယ်ကျွန်တော်တို့ Zoom class ကိုတော့တင်တန်းကြီး3သိန်းကျပ်သတ်မှတ်ထားပြီးတော့မှvideo class ကိုတော့ကျွန်တော်တင်တန်းကြီး9000ကျပ်ပဲသတ်မှတ်ထားပါတယ်ဒါကြောင့်မို့တင်တန်းတက်ပြီးတော့မှလေ့လာခြင်းနဲ့မိတ်ဆွေတွေကျွန်တော်ရဲ့ Viber Telegram မှာလာရောက်ပြီးတော့မှတင်တန်းအပ်နိုင်ပါတယ်ခင်ဗျာ